ရန်ကုန်မြို့လူဦးရေရဲ့10ပုံတပုံသာရှိပေမဲ့ကမ္ဘာဖလားရှုံးထွက်အဆင့်ကိုတက်ရောက်သွားပြီဖြစ်တဲ့ကိတ်ပါတီအသင်းဘလူးရှက်အပြာရောင်မန်းများလို့တင်စားခေါ်ဝေါ်ကြတဲ့ကျွန်းနိုင်ငံငယ်လေးဟာသူတို့ရဲ့သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ကမ္ဘာဖလားကိုဝင်ခွင့်ရခဲ့ပါတယ်။အုပ်စုအဆင့်မှာစပိန်၊ဥရုဂွေးတို့လိုကမ္ဘာထိပ်သီးအသင်းကြီးတွေနဲ့တအုပ်စုတွေကြခဲ့တာကြောင့်အားလုံးကတော့ကိတ်ပါတီအသင်းကိုအိမ်ဖြစ်အသင်းငယ်လေးအဖြစ်ပဲသတ်မှတ်ခဲ့ကြတာပါ။ဒါပေမဲ့မယုံနိုင်စရာကောင်းတာကသူတို့ဟာနာမည်ကြီးစပိန်၊ဥရုဂွေးနဲ့ဆော်ရီတို့ကိုတရေကစားပြီးနိုင်ပွဲမရခဲ့ပေမဲ့ရှုံးထွက်အဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။ဒီအသင်းမှာနောက်ထပ်ရုပ်ရှင်ဆန်လုံးတဲ့အချက်ကသူတို့ရဲ့အဓိကနောက်ခံလူရောဘတ်တိုလိုပက်စ်အကြောင်းပါလွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူဟာအိုင်ယာလန်မှာဘန်ဝင်နှန်းတဦးဖြစ်အလုပ်လုပ်ရင်းအပျော်တမ်းဘောလုံးကစားနေခဲ့တာပါဒါကိုထိုစဉ်ကကိတ်ပါတီနီးပြကလိုပက်စ်မှာကိတ်ပါတီမျိုးရိုးရှိမှန်းသိသွားပြီးအီးမေးလ်လမ်းပို့ကအသင်းမှာလာကစားဖို့ကမ်းလှမ်းခဲ့ပါတယ်ပထမတော့လိုပက်စ်ကနောက်ပြောင်နဲ့စာထင်ပြီးဖျက်ပစ်မလို့လုပ်ခဲ့တာပါအခုတော့သူဟာကမ္ဘာဖလားဆင်မြင့်ထက်မှာစပိန်ရဲ့ကမ္ဘာကျော်တိုက်စစ်ကိုမျက်တောင်မခတ်တမ်းပိတ်ဆို့ပြခဲ့တဲ့အဓိကခံစစ်မှုကြီးဖြစ်နေပါပြီဒီအကြောင်းနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်ကမ္ဘာကျော်ကစားသမားဟောင်းကြီးတွေဖြစ်တဲ့မန်ယူနဲ့ပေါ်တူဂီမှာထွန်းတောက်ခဲ့တဲ့နာနီဆွီဒင်ကနဝင်ဟင်နရီလာဆင်နဲ့ပြင်သစ်ကနဝင်ပက်ထရစ်ဗီအေရာတို့ကလည်းကိတ်ပါတီမျိုးရိုးမှဆင်းသက်လာကြသူများဖြစ်ကြပါတယ်။နောက်ပြီးအသင်းရဲ့အသက်40အရွယ်ဂိုးသမားကြီးဘိုးစင်ညာဆိုရင်လည်းစပိန်နဲ့ပွဲမှာစပိန်အသင်းရဲ့ဂိုးကန်ချက်ပေါင်း29ကြိမ်ထိရှိခဲ့တာကိုအားလုံးကိုကာကွယ်ပြီးခွင့်ရှိရအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ပွဲအပြီးမှာတော့သူဟာပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုမျက်ရည်ကျရင်းနဲ့ထိုက်ထိုက်တန်တန်စွတ်ခူးသွားခဲ့တဲ့အပြင်တကဘာလုံးရဲ့ချစ်ချင်းမြတ်တာတွေကိုပါသိမ့်ပိုက်သွားနိုင်ခဲ့ပါတယ်။ဒါကြောင့်ဘောလုံးလောကမှာငွေကြေးနဲ့လူဦးရေဆိုတာထက်စိတ်ဓာတ်နဲ့အသင်းအဖွဲ့စည်းလုံးမှုကဘလောက်အရေးကြီးလဲဆိုတာကိတ်ပါတီအသင်းကတက်တည်ပြသွားခဲ့ပါပြီ။ညီကိုတို့ရောဒီလိုအန်တာတော့အသင်းလေးရဲ့အံ့ဖွယ်ခီးစဉ်ကိုဘယ်လိုမြင်ကြပါလဲ။ကွန်မန့်မှာဆွေးနွေးခဲ့ကြပါဦး။နောက်ထပ်စိတ်ဝင်စားစရာအားကစားအကြောင်းအရာတွေအတွက်လည်း like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာ။